ကိုကြီးခလေးလေးကိုလေခလေးလေးကိုချစ်လားခလေးလေးကိုချစ်လားခလေးလေးကိုရှင်းမပြောလဲရှင်းသွားတယ်ခလေးလေးကိုတော့မတော်မရန်ဖြစ်နေလို့ Robert hello ကိုကြီး it was mine ကိုကြီးတက်ရှိတာပဲလားမဟုတ်ပါဘူးကိုကြီးဟိုလေညီမလေးတို့ဟိုလေဟိုပါပေါ့နော်မောင်လေးပြောကြည့်ပါလားမမကိုလေကောင်းမတယောက်ကဗလိုင်းမမကိုလာပြီးတော့ဆဲမယ်ဗလိမ့်မယ်ဆိုရင်မောင်လေးအကောင်မကိုဘာထက်လုံးပါဒီမမကိုကွာမမကိုလာပြီးတော့ဗလိုင်းဆဲမယ်မမကိုမနာလို့ကွာလာပြီးတော့ဆဲမယ်ဆိုလို့ရှိရင် okay မမကိုလာဆဲမယ်ဆိုလို့ရှိရင်ဗလိမ့်မယ်ဥမာမမကိုကွာအဖွားကြီးလို့ဗလိမ့်မယ်ဆိုရင်ဒီတန်းကြည့်နေမှာလားအဖွားကြီးဆိုတာကွာအဲ့လိုမမကိုတေခန်နီးလို့ပြောရင်ရောမမကိုတေခန်နီးကောင်မကြီးလို့ပြောရင်ရောငိန်ခံနေမှာလားတက်မယ်တွေ့လားငါမောင်လေးငါအကူတွေကအဲ့လိုမျိုးတိလားဟိုကောင်မကြီးငါ့ကိုလေကြိတ်ပြီးတော့မနာလို့ဖြစ်နေငါပတ်သက်တဲ့ငါအကူတွေငါမောင်လေးကလေပတ်စံတာမရှိတာနော်ငါအတွက်ဆိုလို့ရှိရင်အတက်လေးပေးရတယ်တိလားရိုက်တတ်မှာရဲ့ချစ်ဖို့ကောင်းနေရောအရင်ချစ်တယ်နော်ကိုကြီးရှိရင်မချစ်တော့ဘူးခင်မကိုကြီးက930လောက်ရှိတယ်တစ္ဆာလည်းပေးရဲတဲ့ဟုတ်ကဲ့ပါရှင့်အားကြောင့်မကူလားပဲရလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင့်โอเคလားEva Smile ကိုကြီး Eva Smile မင်္ဂလာပါရှင့်စိတ်မဆိုးရင်ကျွန်တော်လက်လေးကိုကိုက်ပေးမှလားဗျာရဲ့ကိုက်ပေးမယ်မမရရှင့်